မင်္ဂလာပါဒီ channel မှာကျန်းမာရေးအတွက်အသုံးဝင်တဲ့အသီးရွက်တွေကောင်းကျိုးဆိုးကျိုးတွေကိုမျှဝေပေးနေပါတယ်ဒီနေ့မှာတော့လူသိများပြီးအိမ်တိုင်းလိုစားနေကြတဲ့ယုံပတိသီးအိုခရာအကြောင်းကိုပြောပြသွားမှာပါယုံပတိသီးကိုနေ့တိုင်းစောင်းနေကြပေမဲ့တကယ်ပဲကျန်းမာရေးအတွက်ဘလောက်ကောင်းတယ်လဲသိပါသလားတချို့ကစီးချိုကြစီလေလို့ပြောကြတယ်တချို့ကတော့ကြောက်ကက်ကြောက်ချစ်နိုင်တယ်လို့သတိပေးကြတယ်ဒါဆိုအမှန်တရားကဘာလဲဒီနေ့ဗီဒီယိုမှာတော့ယုံပတိသီးရဲ့အာဟာရဓာတ်များကောင်းကျိုးများသတိထားရမယ့်ဆိုးကျိုးများနဲ့ဘယ်လိုစားသုံးရင်အကောင်းဆုံးချစ်မလဲဆိုတာကိုအသေးစိတ်ပြောပြသွားပါမယ်ယုံပတိသီးဟာအာဟာရတန်ဖိုးမြင့်တဲ့အသီးရွက်တစ်မျိုးပါအတရာဂရမ်ခန့်မှာကယ်လိုရီနည်းပါတယ်အလေးချိန်မတက်လွယ်ပါဖိုင်ဘာများပါတယ်ဗိုက်တာမင် C ဗိုက်တာမင် K folate magnesium antioxidants တွေပါဝေပါတယ်အထူးသဖြင့် fiber နဲ့ antioxidants များတာကြောင့်ခန္ဓာကိုယ်အတွက်အလွန်အသုံးဝင်ပါတယ်ယုံပတိသီးကိုချက်တဲ့အခါထွက်လာတဲ့ပျောက်ပြောင်းတဲ့အရည်အဦးလန်းကြောင်းအတွက်အကျိုးရှိတဲ့ soluble fiber ဖြစ်ပါတယ်ယုံပတိသီးရဲ့ကောင်းကျိုးတွေကတော့အရင်ဆုံးစီးချိုထိန်ချုပ်ရမှာအထောက်အကူပြုခြင်းယုံပတိသီးမှာပါတဲ့ fiber ကသွေးချိုမြင့်တက်မှုကိုနှေးကွေးစေနိုင်ပါတယ်ဒါကြောင့်စီးချိုရှိသူတွေမှာသွေးချို level ကိုတည်ငြိမ်စေနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့စီးအစာမထိုးနိုင်ပါဘူးဆရာဝန်ညွှန်ကြားချက်နဲ့ပဲစားသုံးသင့်ပါတယ်အစာကျေစနစ်ကောင်းစေခြင်းယုံပတိသီးမှာပါတဲ့ fiber ကဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။ဦးလန်းကြောင်းထန်ရှင်းစေတယ်။အစာကျေမှုကိုကောင်းမွန်စေတယ်။ဦးကျန်းမာရေးကောင်းရင်ကိုယ်ခံအားလည်းကောင်းလာနိုင်ပါတယ်။ကိုယ်အလေးချိန်လျော့ချရမှာအထောက်အကူပြုခြင်းကယ်လိုရီနည်းပြီး fiber များတဲ့အတွက်အစာဝခြင်းစိတ်ကိုထိန်းနိုင်တယ်။ over eating မဖြစ်စေဘူး။ဒါရဲ့လူနေသူတွေအတွက်ကောင်းတဲ့ option တစ်ခုပါ။ကိုဝန်ဆောင်မိခင်များအတွက်ကောင်းခြင်းfolate ပါဝင်မှုကြောင့်တနေသားဖွံ့ဖြိုးမှုအတွက်အရေးကြီးပါတယ်။ဒါပေမဲ့ကိုဝန်ဆောင်နေခြင်းမှာအစားအသောက်အသစ်တွေစတင်မစားတင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကိုခံအားမြင့်တင်ခြင်းဗိုက်တာမင် C ပါဝင်မှုကြောင့်ကိုခံအားကိုအားဖဲနိုင်ပါတယ်။ယုံပတိသီးကကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိတယ်ဆိုပေမဲ့ဘယ်အရာမဆိုအလွန်အကျွံစားရင်မကောင်းပါဘူး။ fiber များတာမို့အစာအိမ်ဖောင်းခြင်းဖြစ်စေနိုင်ပြီးကြောက်ကက်ကြောက်ရှိသူများအတွက် oxalate ပါဝင်မှုကြောင့်တတိထားစားသုံးသင့်ပါတယ်။တချို့လူတွေမှာယုံပတိသီးနဲ့ဓာတ်မတိမှုကြောင့်အသားယားယံခြင်း allergy ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မျှတစွာစားသုံးဖို့အရေးကြီးပါတယ်။ယုံပတိသီးကိုအသုံးပြုပုံတွေကတော့ဟင်းချက်စားနိုင်ပါတယ်။ပြုတ်စားနိုင်ပါတယ်။ရေစင်ထောက်နည်းတွေကလူကြိုက်များဆုံးနည်းလမ်းတွေပါ။ယုံပတိသီးကကျန်းမာရေးအတွက်ကောင်းကျိုးများတယ်ဆိုပေမဲ့တစ်နေ့လုံးယုံပတိသီးပဲစားတာမျိုးမလုပ်ပါနဲ့ balance diet အနေနဲ့ပဲစားသုံးရပါမယ်အချုပ်ပြောရရင်ယုံပတိသီးဟာကျန်းမာရေးအတွက်ကောင်းကျိုးများတဲ့အသီးအရွက်တစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့မျှတစွာစားသုံးဖို့အရေးကြီးပါတယ်ဒီလိုကျန်းမာရေးဗဟုသုတတွေကိုဆက်လက်ကြည့်ရှုခြင်းရင် like and subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ကျန်းမာရေးကောင်းစွာနဲ့နေထိုင်နိုင်ကြပါစေ။